ဖလားလေးလုံးယူဖို့အဆင်သင့်မယ်လို့ကြုံသွားလိုက်တဲ့ဟာဘတ်ပရိသတ်များလုံးဝမိလာပါများဝိုင်းတူကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရင်အင်္ဂလိပ်ဘောလုံးသမိုင်းတစ်လျှောက်တရားဒီတဲ့ဖလားလေးလုံးရောက်နိုင်တယ်ဆိုတာပဲအတင်းမမလုံးနိုင်သေးတဲ့စိတ်ကူးရင်တသက်အိမ်မက်ကြီးတစ်ခုပါမန်တီလို့အေယာမအမွေချင်းအင်အားတောက်တင်းတဲ့အသင်းကြီးတော်မှာဖလားသုံးလုံးနဲ့ပဲကျင်းနေကြတာအားလုံးသိပါဒါပေမဲ့အခုတော့အာဆနယ်အသင်းရဲ့နာမည်ကျော်တိုင်းစစ်ကစားမကန်ယာဘက်ကလာမယ့်ရာသီအသင်းမှာအဲ့လိုမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ဖလားလေးလုံးစလုံးကိုတင်ပိုက်ဖို့ပြစ်မှတ်ထားနေပြီလို့လူသိရှင်ကြားရဲရဲတင်းတင်းကြွကြော်လိုက်ပါပြီဟာဘဲရဲ့ဒီစကားဟာတာမန်ကစားမတရားရဲ့စိတ်ကူးရင်ယုံကြည်မှုတသက်ပဲလားဒါမှမဟုတ်အာဆနယ်အသင်းရဲ့အတွင်းပိုင်းမှာတကယ်ကိုကြောက်စရာကောင်းတဲ့အင်အားတွေစုမိနေပြီလားဆိုတာကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းလာပါတယ်ဒီလိုကြီးမားတဲ့မှန်ချက်တွေထားလာတဲ့အကြောင်းရင်းကိုသိဖို့ဆိုရင်ပြီးခဲ့တဲ့ရာသီကအာဆနယ်ရဲ့ရင်ခုန်စရာနာကျင်စရာခီးစင်ကြီးကိုပြန်ကြည့်ဖို့လိုပါတယ်ပြီးခဲ့တဲ့ရာသီတုန်းကအာဆနယ်အသင်းဟာအင်္ဂလိပ်ဘောလုံးသမိုင်းတစ်လျှောက်ကြီးကျယ်ဆုံးအခမ်းအနားဆုံးအောင်မြင်မှုတွေအပြင်ဖလားလေးလုံးရဖို့အင်မတန်နီးစပ်ခဲ့တဲ့အနေအထားတစ်ခုကိုရောက်ရှိလာခဲ့ပါတယ်ပရိသတ်တွေအားလုံးအိမ်မက်တွေတမင်တမောမက်ခဲ့ကြပါတယ်ဒါပေမဲ့ဘောလုံးဆိုတာရဲဆက်ပါတယ်တပည့်ကျော်ဆိုရဲ့အချိန်တော်လေးအတွင်းမှာတင်ပြည်တွင်းဖလားပြိုင်ပွဲတစ်ခုဖြစ်တဲ့ FA ဖလားမှာကွာတာဖိုင်နယ်အဆင့်ကနေမျှော်လင့်မထားပဲထွက်ခဲ့ရပါတယ်ဒါရင်မကသေးဘူးလီဗလာပိုလူပွဲအထိတက်လန်းနိုင်ခဲ့ပေမဲ့ခါသီလာတဲ့ပြိုင်ပွဲမှာစတီးကိုအကျိန်းနဲ့ကစားရင်ရှုံးနေခဲ့ပြီးဒုတိယနေရာနဲ့သာရင်နာနဲ့ကျင်းနေခဲ့ရပါတယ်အကြီးမားဆုံးနှလုံးသားကွဲအပ်မှုကြီးကတော့ဥရောပချန်ပီယံလိဘောလူပွဲကြီးပါပဲထိပ်တန်းအဆင့်ခြေစွမ်းတွေပြသခဲ့ပေမဲ့ဘောလူပွဲမှာပြင်သစ်ဘလူးကြီး PSG ကိုရင်းနှီးခဲ့တာဟာအာဆနယ်ကစားမတွေတော်တော်မျက်ရည်ကျစရာဖြစ်ပျက်တစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဒီလိုအရှုံးတွေကြားထဲကနေအာဆနယ်ဟာအရှုံးမပေးခဲ့ပါဘူးသူတို့ရဲ့အဓိကပြမဖြစ်တဲ့ပရီးမီးယားလိဖလားကြီးကိုတော့နှစ်ပေါင်း23နှစ်ဆိုတဲ့ကာလရှည်ကြီးအကြာမှာပထမဆုံးအချိန်အဖြစ်မယုံနိုင်စရာသိမ့်ပိုင်နိုင်ခဲ့ပါတယ်ဒါအာဆနယ်ပရိသတ်တွေတော်တော်ကဘာကြီးကိုအစိုးရလိုက်တလုံးကြီးမားတဲ့အောင်ပွဲကြီးတစ်ခုဖြစ်ခဲ့ပြီးအသင်းရဲ့စိတ်ဓာတ်ပိုင်းကိုအမြင့်ဆုံးအထိတွန်းတင်ပေးလိုက်တဲ့တော့ချက်ဖြစ်လာခဲ့ပါတယ်ဒါဒီကျော်ချေစမ်းပွဲအပြင်စပိန်ကလပ်ဂျီယိုနောင်အသင်းကို၄ဂိုးတကူဆိုတဲ့ပြတ်သားရေးရလနဲ့အနိုင်ရရှိခဲ့တဲ့ပွဲပြီးမှာတော့ဟာဘက်ကမီဒီယာတွေရှေ့မှာယုံကြည်မှုအပြည့်နဲ့ထွက်လာခဲ့ပါတယ်ကျွန်တော်တို့ဟာရှိသမျှဖလားအကုန်လုံးကိုယူချင်ပါတယ်အဲ့လိုကြီးမားတဲ့မှန်ချန်ရှိနေတာကြောင့်မလို့ကျွန်တော်တို့ဒီအသင်းကိုရောက်လာခဲ့တာပါပြီးခဲ့တဲ့ရာသီကပရီးမီးယားလိဖလားကိုကျွန်တော်တို့ရောက်နိုင်ခဲ့တာမှန်ပေမဲ့ပွင့်လင်းပြောရင်အဲ့ထက်ကျွန်တော်တို့ပိုကောင်းအောင်စွမ်းဆောင်ပြနိုင်ခဲ့တင်ပါတယ်လို့ဟာဘက်ကသူတို့ရဲ့လိုအပ်ချက်တွေကိုရဲဝံ့ဝန်ခံသွားခဲ့ပါတယ်ဆက်လက်ပြီးသူကအဲ့အတွက်လည်းအသင်းကိုနောက်တစ်ဆင့်ကိုမြင့်တင်နိုင်ဖို့လိုအပ်နေပါတယ်ဒီနေ့မှာပိုကောင်းတဲ့ပုံစံကိုပြသပြီးတော့စူပလာအောင်မြင်မှုတွေအားလုံးရယူနိုင်အောင်အစွမ်းကုန်စ조사သွားရမှာပါလို့ပြပြသားပြောကြားခဲ့ပါတယ်ဒါတမန်ချေစွမ်းပွဲပြီးမှပြောတဲ့စကားမဟုတ်ပဲပြန်မဲ့အသင်းတွေအားလုံးကိုဒိုင်းစင်ခေါ်လိုက်တဲ့ကြွေးကြော်တန်းကြီးတစ်ခုပဲပါတယ်အခုချိန်မှာအာဆနယ်ဟာအရင်ကလိုလူငယ်တွေနဲ့စုဖွဲ့ထားတဲ့အတွေ့အကြုံလူနေတဲ့အသင်းမဟုတ်တော့ပါဘူးပြီးခဲ့တဲ့ရာသီကချန်ပီယံလိဘောလုံးပွဲအထိတက်ခဲ့တဲ့အတွေ့အကြုံပရီးမီးယားလိဖလားကိုရောက်နိုင်ခဲ့တဲ့အောင်ပွဲအရသာတွေကကစားမတယောက်ချင်းစီရဲ့အသွေးချောတွေထဲမှာစီးဆင်းနေပါပြီလက်ရှိကစားမစုပွဲမှုကလည်းဥရောပမှာဘယ်အသင်းနဲ့မဆိုရှင်နိုင်တဲ့အနေအထားအထိပုံမတောက်တင်လာခဲ့ပါပြီအာဘက်ကိုယ်တိုင်ကလည်းအာဆနယ်ကစားကွက်ထဲမှာပြေးဝအထိုင်ချနေပြီဖြစ်တယ်လို့အသင်းအတိုင်းစစ်ကိုဥဆောင်နိုင်တဲ့အရေးသွေးကိုပြသနေပါတယ်အရှုံးတွေကနေရလာတဲ့နာကျင်မှုတွေအနိုင်ရခြင်းကနေရလာတဲ့ယုံကြည်မှုတွေပေါင်းစပ်လိုက်တဲ့အခါမှာအာဆနယ်အသင်းဟာလာမယ့်ရာသီအသင်းအတွက်ဘယ်သူမှတားဆီးလို့မရနိုင်တဲ့တန်မဏိဆက်ရတဲ့အားကြီးတစ်ခုဖြင့်အသွင်ပြောင်းလဲနေပြီဖြစ်ကြောင်းဟာဘက်စ်ကားတွေကတည်ပြနေတာဖြစ်ပါတယ်ဒီကိုတို့ကရောဟာဘက်စ်ကားတွေပေါ်ဘယ်လိုမြင်ကြလဲသူပြောသလိုတကယ်ပဲလုပ်ပြနိုင်မယ်ထင်ကြလားပြောပြသွားခဲ့ကြပါဦးအစောကြီးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ